ကျွန်တော်တို့ရဲ့ဇလန်းလေးကတော့သမီးငယ်လေးကိုတကိုယ်ရည်တဲ့အပင်ပန်းခံပြုစုပြောထောင်နေရတဲ့မူဆိုးကိုဖေဖေတယောက်ကနေစတင်ပါတယ်ပခုံးပေါ်ကတာဝန်တွေကလေးလံလွန်တော့ခြေလန်းတိုင်းကသူ့အတွက်ခက်ခဲလွန်းလာပါတယ်ဒါကတော့သမီးလေးဘာမှမလိုလေအောင်ရုန်းကန်နေရတဲ့မန်စစ်ဆိုတဲ့ဖခင်တယောက်ရဲ့ဘဝပါအခုချိန်မှာတော့မန်စစ်ဟာသမီးလေးအတွက်အမေတူဖြစ်တရုပ်ဆောင်ပေးမဲ့ BNN မျိုးသမီးတယောက်ကိုအသေးအတန်ရှာဖွေနေရပါတယ်အကျိုးဆောင်တယောက်ကအမျိုးသမီးတဦးရဲ့တပ်ပုံကိုပြပေးမဲ့စိတ်မချဖြကျင်းနေတော့မှာပဲဒီပုံတွေကလူကိုကလေးကအမေရင်းလို့ယုံပါမလားဆိုပြီးစိုးရိမ်နေတာပါမန်စစ်ကလည်းသူ့သမီးလေးဟာအမေဖြစ်သူကိုတခါမှမမြင်ဘူးကြောင်းအမေက BNN မှာအလုပ်သွားလုပ်နေတယ်လို့ပဲအမြဲညာလာခဲ့ကြောင်းဖွင့်ဟရှာပါတယ်တပ်ပုံတွေကအမျိုးသမီးကတိတ်ပြီးအစင်မပြေလာပေမဲ့လည်းတခြားအမျိုးသမီးတွေကအမေတူလုပ်ဖို့ညှင်းလွတ်ခဲ့ကြတာမို့မန်စစ်တယောက်ရွေးချယ်စရာမရှိပဲသဘောတူလိုက်ရပါတော့တယ်အဲ့ဒီနေရာကထွက်မှာတော့မန်စစ်ဟာထူးဆန်းတဲ့ရုံးရင်းဆန်ခတ်မှုတစ်ခုနဲ့တိုးပါလေရောအမျိုးသားတစ်ယောက်ကအမျိုးသမီးတစ်ယောက်ကိုလိုက်ဖမ်းနေတာပါအဲ့ဒီအမျိုးသမီးဟာပြည်တစားကေဟာတစ်ခုကဖြစ်ပြီးဒီလိုဘဝမျိုးကိုမခံစားနိုင်တော့လို့ထွက်ပြေးလာတာဖြစ်ပါတယ်မန်စစ်လည်းကြားထဲကဝင်ပါပြီးထိုအမျိုးသားကိုတားဆီးဖို့ကြိုးစားပါတယ်အမျိုးသမီးပေါ်အကြမ်းမဖက်ဖို့ပြောပေမဲ့ထိုလူကဂယုမဆိုင်တဲ့အပြင်ပိုပြီးရိုင်းဆိုင်လာကအမျိုးသမီးကိုပါရိုက်ပစ်လိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့မန်စစ်ဟာဒေါသအိုးပေါက်ကွယ်ပြီးထိုလူကိုလက်သီးနဲ့ထိုးချလိုက်ပါတော့တယ်မကြခင်မှာပဲမဒမ်လို့ခေါ်တဲ့ဂေဟာပိုင်ရှင်ရောက်လာပါတယ်သူကမန်စစ်ကိုလည်းတိနေသူပါမဒန်ကဒီမျိုးသမီးဟာသူမကိုလိုက်ဖမ်းတဲ့လူစီမှာပတ်စံကျွေးတင်နေလို့ထွက်ပြေးတာဖြစ်ကြောင်းရှင်းပြပါတယ်မန်စစ်ကတော့အေးစစ်စစ်ပဲပြဿနာရှိရင်ရဲတိုင်ရမှာပေါ့အကြမ်းဖက်ပြီးမဖြေရှင်းတင်ဘူးလို့ပြန်ပြောပါတယ်သူလောက်တာမှားတယ်ဆိုရင်လည်းသူ့ကိုပါရဲတိုင်နိုင်တယ်လို့ဆိုပြီးဒီလိုပြဿနာတွေပါဝင်ပတ်သက်မိတာကိုနောက်တက်ရရင်လှည့်ထွက်ခဲ့ပါတယ်အဲ့ဒီနောက်သမီးလေးရန်နာကိုတွားကြိုဖို့စလုံးဆိုင်ကိုတွားပါတယ်သမီးလေးရဲ့တောက်ပါပြီးပျော်ရွှင်နေတဲ့မျက်နှာလေးကိုကြည့်ုံနဲ့မန်စစ်သမီးကိုဘလောက်ချစ်လဲဆိုတာအထင်ရှားပါပဲအိမ်ပြန်လမ်းမှာယာနာကမေဘယ်တော့ပြန်လာမလဲ BNN မှာအလုပ်လုပ်ရတာပြောလို့လားသမီးကိုတကယ်ချစ်ရလားဆိုပြီးတွတ်မေးပါတော့တယ်မန်စစ်ရဲ့ပါဇက်ကထွက်သမျှအဖြေတွေကအလိန်ညာတွေကြီးပဲဖြစ်ပေမဲ့သမီးလေးကောင်းစားဖို့အတွက်မို့စိတ်မကောင်းစွာနဲ့ပဲအောင်ပြီးညာခဲ့ရပါတယ်မေတနေ့ပြန်လာမှာပါမေပြန်လာရင်သမီးကြောင်းတက်ရတော့မယ်ဆိုပြီးနုနယ်တဲ့မျောလင်းချက်လေးတစ်ခုနဲ့သူတို့သားဖတ်ရဲ့ဇလန်းလေးစတင်ခဲ့ပါတယ်ဒါဟာနွေရာသီရဲ့အိမ်မက်ပါပဲအဲ့ဒီညမှာတော့မန်စစ်ဟာသူ့ရဲ့အကိုကြီးချန်ဆူနဲ့အတီအပေါက်ဆွေးနွေးကြပါတယ်ကလေးကိုကြောင်းသွင်းဖို့စာရွက်စာတမ်းအတွက်တင် BNN မျိုးသမီးတယောက်ကိုလက်ထက်ရမှာတကယ်ပဲအကောင်းဆုံးရွေးချယ်မှုဟုတ်ရဲ့လားလို့အကိုဖြစ်သူကမေးပါတယ်မန်စစ်ကတော့ဒါကစာရွက်စာတမ်းပုံမှာပဲလက်ထက်မှာဖြစ်ပြီးယာနာအတွက်ငွေစင်းရဲ့အမှန်ရအောင်အမေမီကိုတရားဝင်ထည့်သွင်းခြင်းရုံတက်ပါလို့ရှင်းပြပါတယ်ချန်ဆူကအဲ့ဒီအမျိုးသမီးကောသဘောတူရဲ့လားလို့မေးတဲ့အခါမန်စစ်က120ပေးမှမို့သဘောတူမှတေချဒါလည်းလို့ယုံကြည်ချက်အပြည့်နဲ့ပြောပါတယ်ဒါကိုကြားရတဲ့ချန်ဆူရဲ့ဇနီးဖြစ်သူကတော့မန်စစ်ရဲ့စိတ်ကူးကိုမကြိုက်ပဲမျက်နှာပြတ်သွားပါတယ်ဒီလောက်အထိအပင်ပန်းခံမဲ့အစားတကယ်ဇနီးကောင်းတယောက်ရှာပြီးဘဝကိုတေချာပြန်မဆတာကိုသူမနားမလည်နိုင်ဖြစ်နေတာပါတစ်ဖက်မှာတော့ပြည်တစားကေဟာကစောကအမျိုးသမီးမီဟီမေတယောက်မတန်ရဲ့စူပူချင်းမောင်းခြင်းကိုခံနေရပါတယ်မတန်ကညီးတွားရင်းနဲ့မန်စစ်အကြောင်းကိုပြောပြလာပါတယ်တကယ်တော့မတန်ဟာမန်စစ်ကိုကြောက်ရတာပါဘာလို့လဲဆိုတော့မန်စစ်ဟာဒီမျိုးမှာလူလေးစားအခမ်းရဆုံးသူတွေကတယောက်ဖြစ်နေလို့ပါပဲပတ်စံတိတ်မချမ်းသာပေမဲ့လည်းလူတိုင်းအပေါ်သဘောကောင်းတတ်သူလို့ဆိုပါတယ်ဒါကိုကြားရတော့မီဟီကစိတ်ဝင်စားသွားပြီးသူကိုယ်တိုင်ဆင်းရဲရဲ့သားနဲ့သူများကိုဘာလို့အဲ့ဒီလောက်ကူညီနေရတာလဲလို့မေးတဲ့အခါမတန်ကမဖြေနိုင်ပဲစကားလွှဲပစ်လိုက်ပါတယ်နောက်တနေ့မနက်မှာတော့မန်စစ်ဟာသမီးလေးပြီးတော့သူတို့မွေးထားတဲ့ဝက်ကလေးဒေါင်ကြီးတို့နဲ့အတူနနက်ခင်းကိုရိုးရှင်းပဲစတင်လိုက်ပါတယ်။ယာနာလေးကအပြင်ထွက်ကစားဖို့ပြင်ဆင်နေချိန်မှာမန်စစ်ကတော့အဝတ်လန်းနေသေးပါအဲ့ဒီအချိန်မှာပဲမီဟီဟာမနေ့ကကိစ္စအတွက်တောင်းပန်ဖို့မန်စစ်တို့အိမ်ကိုမမျှော်လင့်ပဲရောက်လာပါတယ်။တစ်ဖက်မှာလည်းယာနာဟာသူမရဲ့မောင်ဝမ်းကွဲမင်းအောင်မင်းနာနဲ့ကစားနေရင်မင်းအောင်ကနဲ့အဖေကလူလိန်ကြီးလို့စနောက်တဲ့အခါယာနာကမယုံပဲငါတို့မိသားစုကတကယ်ချမ်းသာတာလို့ဂုံယူဝင့်ကြွားစွာပြန်ပြောနေပါတယ်အိမ်မှာတော့မန်စစ်စီကိုချန်ဆူစီကဖုံးဝင်လာပါတယ်သူရှာပေးထားတဲ့ BNN မျိုးသမီးကအစီအစဉ်ကိုဖျက်သိမ်းလိုက်ပြီးယာနာအမေဖြစ်မတရုပ်ဆောင်ကျင်တော့ဘူးလို့ပြောလာတာပါဒီသတင်းကမန်စစ်ကိုအကြီးကျယ်စိတ်ပြတ်သွားစေပါတယ်ကြောင်းအယမဲ့ရက်ကနီးနေပြီဖြစ်ပြီးလက်ထက်စာချုပ်မရှိရင်ငွေစည်းရင်ကလုံးလို့မရတော့လို့ပါမီဟီကမန်စစ်စိတ်ညစ်နေတာကိုသတိထားမိပြီးဘာဖြစ်တာလဲလို့တွတ်မေးမြန်းတဲ့အပြင်စနောက်တဲ့သဘောနဲ့လက်ကိုလှမ်းကင်လိုက်တာကြောင့်မန်စစ်တယောက်ပို့ပြီးစိတ်လှုပ်ရှားသွားရပါတယ်မကြခင်မှာပဲယာနာအိမ်ပြန်ရောက်လာပြီးအဖေဖြစ်သူနဲ့မီဟီတို့နီးနီးကပ်ရက်နေတာကိုမြင်သွားပါတယ်ကလေးမလေးရဲ့အမြင်မှာတော့ဒါဟာကြာမြင့်စွာဝေးကွာနေပြီးမှပြန်ဆောင်ရတဲ့အမေဖြစ်သူရဲ့နှွေးထွေးတဲ့ကြိုးစုံမှုမျိုးပေါ်ယာနာလေးဟာမီဟီစီကိုတန်းပြေးသွားပြီးအတင်းဖက်ထားပါတော့တယ်မန်စစ်ကသူကသမီးအမေမဟုတ်ဘူးလို့ဘလို့ပဲပြောယာနာကတော့လက်မလွတ်ပဲငိုယိုနေပါတော့တယ်အခြေအနေကပိုပြီးရှုပ်ထွေးသွားပါတယ်မန်စစ်ဟာအကိုဖြစ်သူချန်စုကိုယာနာကမီဟီကိုအမေလို့တထဲချေယုံသွားပြီးရှာထားတဲ့လူကလည်းပြတ်သွားပြီးဆိုပြီးရင်ဖွင့်ပါတယ်မီဟီကကော်ဖီဆိုင်ဝင်တဲ့ကေဖက်ထန်တန်ဖြစ်တာမို့အခြေအနေကိုတေချာနားမလဲပဲဟန်ဆောင်ကောင်းနေတာနေမှာပါလို့မန်စစ်ကစိုးရိမ်နေတာပါချန်စုကလည်း BNN မျိုးသမီးကလည်းပြတ်သွားပြီးပဲဥစ္စာလို့ပြောနေတော့ကန်ကောင်းချင်တော့မီဟီကအနားကိုရောက်လာပါတယ်ချန်စုကဒါကိုမှဟန်ဆောင်တယ်လို့ပြောဦးမလားဒါနဲ့အတွက်ကန်ကောင်းခြင်းပဲဖြစ်နိုင်တယ်လို့မန်စစ်ကိုတတိပေးလိုက်ပါတယ်အဲ့ဒီနေ့နောက်ပိုင်းမန်စစ်အိမ်ပြန်ရောက်တော့မီဟီရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့ယာနာလေးကိုတွေ့ရပါတယ်မီဟီကပြန်ဖို့ပြင်ပေမဲ့စိတ်မချတာနဲ့ပဲဘာလို့ရမှန်းမသိဖြစ်နေပြန်ပါတယ်အခြေအနေတွေပြောင်းလဲသွားတာကိုသိလိုက်တဲ့မန်စစ်ကအမှန်တိုင်းဖွင့်ပြောလိုက်ပါတော့တယ်ရှာထားတဲ့အမျိုးသမီးပြတ်သွားတဲ့အကြောင်းယာနာကလည်းမီဟီကိုအမေလို့ယုံကြည်နေတာမို့ဒီအမေနေရာမှာခက်ခဏတရုပ်ဆောင်ပေးဖို့မီဟီကိုတောင်းဆိုပါတယ်မီဟီကချက်ချင်းပဲညှင်းပယ်လိုက်ပြီးစော်ကားခံရတယ်လို့ခန်းစားလိုက်ရပါတယ်သူမမှာအတိတ်ဆိုးရရှိခဲ့ဘူးပေမဲ့ဒီလိုမိမစားမျိုးမဟုတ်ဘူးလို့ဆိုပါတယ်မန်စစ်ကတော့120ပေးမဲ့အကြောင်းအချိန်တောင်းပန်တိုးရှိုးပါတယ်မီဟီကဆက်ညင်းနေတော့မှပဲသူမရဲ့အကျွေးတွေကိုတတိယသွားပါတယ်ဒီအလုပ်ဟာအကျွေးတွေကနေလွတ်မြောက်နိုင်မဲ့တခုတည်းသောနီလန့်ဖြစ်နိုင်တာမို့အတန်ကြာစဉ်းစားပြီးနောက်မှာတော့သဘောတူလိုက်ပါတော့တယ်ဒီဆုံးဖြတ်ချက်ကြောင့်သူမရဲ့အကျွေးတွေကျေလည်သွားပြီးမီဟီဟာကြောက်ရွံ့မှုတွေမရှိပဲပထမဆုံးအကြိမ်စိတ်အေးလက်အေးနေခွင့်ရသွားပါတယ်
နောက်တနေ့မနက်မှာတော့ယာနာလေးဟာပျော်ရွှင်မြူးထူးလို့နေပါတယ်ဒီနေ့ဟာမေမေဖြစ်သူတို့နဲ့အတူနေဖို့အိမ်ကိုလိုက်လာမယ့်နေ့လို့ယုံကြည်နေတာကိုဒါပေမဲ့ပြဿနာတစ်ခုကတော့မတန်ကမန်စစ်စီကနေဝန်တတန်းမရရင်မီဟီကိုပေးမထွက်ဘူးလို့တင်းခံနေတာပါသမီးလေးပျော်ရွှင်ဖို့ကလွယ်ရင်ဘာမှမလိုချင်တဲ့မန်စစ်ဟာမီဟီကိုမတန်ရဲ့လက်ကနေလွတ်မြောက်ခွင့်ပေးတဲ့စာချုပ်မှာလက်မှတ်ထိုးပြီးပတ်စံပေးလိုက်ပါတယ်မန်စစ်နဲ့ယာနာတို့ကအပြင်မှာစောင့်နေတော့မီဟီကအထဲမှာအထုပ်ပိုးပြင်ဆင်နေပါတယ်မီဟီကြားနေတာကြောင့်မန်စစ်လမ်းခေါ်လိုက်တဲ့အခါတကယ်တော့မီဟီဟာအခွင့်ကောင်းယူပြီးထွက်ပြေးဖို့ကြံစည်နေတာပါဒါပေမဲ့အမေကိုမြင်ကျင်စောနဲ့ယာနာလေးကအထဲကိုဝုန်းတိုင်းကျဲဝင်လာတာကြောင့်ထွက်ပြေးမဲ့အစီအစဉ်ပြတ်သွားရပါတယ်မီဟီလည်းစိတ်မပါလက်မပါမျက်နှာတုံတုံမုံမုံနဲ့ပဲသူတို့သားအဖနောက်ကိုလိုက်လာခဲ့ရပါတော့တယ်အိမ်ရောက်တဲ့အခါမန်စစ်ကအိမ်ကဘိုးဘွားမိဘတွေရဲ့တပ်ပုံတွေနဲ့မီဟီကိုမိတ်ဆက်ပေးပါတယ်နေရန်ဘော်ကပုံတွေအားလုံးကရုပ်ချင်းစင်တူနေတာကြောင့်မီဟီအတွက်ပိုပြီးစိတ်မသက်မသာဖြစ်စေပါတယ်မီဟီစိတ်နှောက်ယှက်ဖြစ်နေတာကိုမြင်တော့မန်စစ်ကယာနာကိုမေမေပင်ပန်းနေလို့ပါဆိုပြီးစကားလွှဲလိုက်ပါတယ်ယာနာလေးကတော့ပျော်ရွှင်နေစေဖြစ်ပြီးအမေဖြစ်သူကိုတစိမ့်စိမ့်ကြည့်လို့မဝဖြစ်နေပါတယ်အဲ့ဒီညမှာမီဟီဟာတကယ်ကိုနှစ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့ပါတယ်ဒါဟာသူမရဲ့ဘဝမှာရှာရှာပပကြုံရတဲ့အေးချမ်းမှုမျိုးပါနိုးလာတဲ့အခါအိမ်တစ်ခုလုံးတိတ်ဆိတ်နေတာကြောင့်ထွက်ပြေးဖို့အကောင်းဆုံးအချိန်ပဲလို့သူမတွေးလိုက်ပါတယ်တကားဝကိုခြေပေါ်ပွားလေးလျှောက်သွားပြီးအပြင်ကိုချောင်းကြည့်လိုက်တဲ့အချိန်မှာပဲသူ့ဘက်ကိုချောင်းကြည့်နေတဲ့မန်စစ်နဲ့မျက်နှာချင်းဆိုင်တိုးပါလေးရောနှစ်ယောက်သားလမ်းဖြန့်သွားပြီးအခြေတင်ဖြစ်ကြပါတယ်မန်စစ်ကသူချောင်းကြည့်တာမဟုတ်ကြောင်းတနေ့ကုန်ဘာမှမစားရသေးတဲ့မီဟီကိုထမင်းစားဖို့နှုတ်မလို့ပါလို့စင်ကြေပေးပါတယ်မီဟီကအင်ကြီးကတိတ်ဆိတ်လွန်းလို့ယာနာပဲရောက်နေလဲလို့မေးတဲ့အခါမန်စစ်ကမဖြေပဲလက်ထက်စာချုပ်ပုံစံကိုကမ်းပေးပြီးဖြေခိုင်းပါတယ်မီဟီကမနှက်ဖြန်မှာဖြစ်မယ်လို့အချိန်ဆွဲပြီးထွက်ပြေးဖို့အခွင့်အရေးထက်ရှာနေပြန်ပါတယ်ဒါပေမဲ့မန်စစ်ကမနှက်ဖြန်မှာသူအလုပ်ရမ်းရှုံမှာဖြစ်ကြောင်းအကိုဖြစ်သူချန်စုလိုမိသားစုကလည်းသူတို့အတွက်ဂုဏ်ပြုစပွဲပြင်ဆင်ထားတာမို့စာရွက်စာတမ်းကိစ္စတွေကိုအမြန်ပြတ်ချင်တယ်လို့ရှင်းပြပါတယ်မတက်တာတဲ့အဆုံးမီဟီစာရွက်ဖြစ်ရပါတော့တယ်သူမရဲ့ကိုရေးချက်လက်တွေကိုဖုံးကွယ်ဖို့စူးစမ်းပေမဲ့ပွင့်လင်းလုံးနဲ့မန်စစ်ကတတိထားမိသွားပါတယ်မီဟီဟာအသက်28နှစ်ပဲရှိသေးပြီးသူထင်ထားတာထက်အများကြီးငယ်ရွယ်နေတာကိုသိလိုက်ရတယ်လို့မိသားစုဝင်နေရာမှာလည်းဘယ်သူမှရှိမနေတာကိုတွေ့သွားပါတယ်အဲ့ဒီတော့မှမီဟီဟာတစ်သက်လုံးတယောက်တည်းရုန်းကန်လာရတာကိုမန်စစ်နားလည်သွားပါတယ်မီဟီကလည်းသူမကိုမွေးကလေးကမိဘမဲ့ကေဟာမှာစွန့်ပစ်ခဲ့တာဖြစ်ပြီးအဖေဖြစ်သူကနာမည်ပေးပြီးကလေးကထာဝရပြောက်ကွယ်သွားခဲ့တာလို့အမှန်တိုင်းပြောပြပါတယ်မန်စစ်ကစိတ်ဝင်စားနဲ့ဆက်မေးနေတာကြောင့်မီဟီစိတ်တူသွားပြီးမိသားစုမရှိလို့ပဲယာနာအမေဖြစ်ဟန်ဆောင်ဖို့သဘောတူခဲ့တာပေါ့ဒါကကျမအတွက်အကျိုးရှိလို့ပဲအများကြီးလာမမေးနဲ့လို့ပြောကအိမ်ထဲဝင်သွားပါတယ်မန်စစ်တယောက်ဘဝအချိုးကွေးရှုပ်ထွေးလာတဲ့အမျိုးသမီးတယောက်ကိုအိမ်ခေါ်လာမိပြီဆိုတာတွေးတောရင်ကြံရစ်ခဲ့ပါတယ်နောက်တော့မန်စစ်ဟာအပြင်ကဝိုင်းတစ်ခုကိုတွားဖို့ပြင်ပါတယ်မီဟီကိုတော့အိမ်မှာပဲထားခဲ့တာပါချန်စုကမီဟီကိုပါခေါ်ခဲ့ဖို့ပြောပေမဲ့မန်စစ်ကသူကရှက်နေတာမဟုတ်ဘူးငါမျက်နှာမြင်အတင်စိတ်တူနေတာမို့အိမ်မှာပဲနားပါစေလို့အမှန်တိုင်းပြောပါတယ်အိမ်မှာတယောက်တည်းကြံခဲ့တဲ့မီဟီကတော့မန်စစ်အကြောင်းကိုစဉ်းစားလို့မရဖြစ်နေပါတယ်ကြည့်တော့ရိုးရိုးအေးအေးနဲ့ပတ်စံကဘလို့ရှိနေတာလဲပေါ့မထွက်ပြေးခင်အိမ်ထဲကပစ္စည်းတွေခိုးပြေးရမလားလို့တောင်တွေးမိပါသေးတယ်ဒါပေမဲ့အိမ်ထဲလျှောက်တော့အာရင်ခြေထောက်ကပတ်တီးပြုတ်ကျသွားတဲ့အချိန်မှာပဲမန်စစ်နဲ့ယာနာတို့မမျှော်လင့်ပဲအိမ်ပြန်ရောက်လာပြီးမိသွားပါတော့တယ်မီဟီလည်းလက်ဖြန့်သွားပြီးဘာမှမခိုးဘူးလို့အတင်းညင်းပါတယ်မန်စစ်ကတော့မီဟီရဲ့စိတ်ကူးကိုရိပ်မိခြင်းမရှိပဲဒဏ်ရာရထားတဲ့ခြေထောက်ကိုမြင်ပြီးစေးတစ်တာရှာနေတာနေမှာပါလို့ပဲထင်သွားပါတယ်မန်စစ်ရဲ့တကယ်စိုးရိမ်ပေးတဲ့စိတ်ရင်းကိုမြင်ရတော့မီဟီရှက်ကိုရှက်ကန်းဖြစ်သွားရတယ်လို့သူမစိတ်တွေကိုမဖုံးကွယ်နိုင်ခင်မှာပဲမန်စစ်ကဒဏ်ရာကိုဆေးထည့်ပေးနေပါပြီနောက်တနေ့မနက်မှာယာနာလေးဟာမေမေနိုးလာမယ့်အချိန်ကိုစိတ်လှုပ်ရှားစွာစောင့်နေပါတယ်မီဟီနိုးလာတော့ယာနာကမေမေတိတ်လာတာပဲလို့ချီးမွမ်းပြီးတခါမှမလုပ်ဘူးတဲ့အရာတစ်ခုကိုတောင်းဆိုပါတယ်အဲ့ဒါကတော့အမေရဲ့လက်မောင်းကိုကင်ကြည့်ချင်တာပါမီဟီကလက်ကိုဒီအတိုင်းပဲတင်ထားရမယ်မလုပ်ရဘူးလို့စီကံတတ်မှတ်ပြီးခွင့်ပြုလိုက်ပါတယ်ဒါပေမဲ့ကလေးတဘာဝစင်ကြဲတဲ့စူဇန်လိုစိမ့်နဲ့ယာနာလေးဟာမီဟီရဲ့ရင်ဘတ်ကိုအတင်းဆုပ်ကင်လိုက်ပါတော့တယ်ပြီးတော့ဝမ်းတာအားရနဲ့မေမေရင်ဘတ်ကအီအီလေးပဲဆိုပြီးအဖေဖြတ်ဖြစ်သူကိုသွားပြောတာကြောင့်မီဟီတယောက်ရှက်လွန်းလို့ဘယ်ပြေးရမှန်းမသိဖြစ်သွားရရှာပါတယ်မနက်စာစားပြီးနောက်ယာနာလေးဟာမေမေချစ်ပေးထားတဲ့သပင်ချစ်ဆန်မီလေးကိုသူ့တငယ်ချင်းတွေကိုပြဖို့အပြေးလွှားထွက်သွားပါတယ်တစ်ဖက်မှာလည်းထွက်ပြေးဖို့ပဲစိတ်ကူးနေခဲ့တဲ့မီဟီဟာသူမရဲ့ဘဝမှာပထမဆုံးအကြိမ်တကယ်မိသားစုရဲ့နှွေးထွေးမှုကိုစတင်ခံစားလာရပါတယ်နောက်တော့မန်စစ်ကဝက်မွေးမြူရေးချံကိုအလုတ်သွားပြီးမီဟီကတော့အိမ်မှာတယောက်တည်းအိပ်ပျော်ကြံခဲ့ပါတယ်နိုးလာတဲ့အခါမန်စစ်စီကစာတိုလေးတစ်စောင်တွေ့ရပါတယ်ရေခဲတစ်တာထဲမှာတစ်တီးတွေရှိကြောင်းကြိုက်တာစားနိုင်ကြောင်းနဲ့မှုတ်စားခြင်းရင်ပတ်စံယူပြီးသူဆွဲပေးထားတဲ့မြေပုံအတိုင်းအဖွားအိုရဲ့ဆိုင်ကိုသွားနိုင်ကြောင်းရေးထားတာပါမီဟီလည်းအဲ့ဒီမြေပုံအတိုင်းဆိုင်လေးကိုသွားတဲ့အခါယာနာလေးနဲ့မမျှော်လင့်မဲဆုံးပါတယ်ဆိုင်ကအဖွားကမီဟီကိုနွေးနွေးထွေးထွေးကြိုဆိုပြီးမန်စစ်အတွက်တော့တကယ်ဇနီးကောင်းလေးပဲလို့ချီးမွမ်းကန့်ဖွင့်ပါတယ်အပြန်လမ်းမှာလည်းလက်သမားတယောက်ကလှမ်းခေါ်ပြီးမယုတ်သီးတွေအလကားပေးလိုက်ပါသေးတယ်မကြခင်မှာပဲတခြားရွာသားတွေကလည်းရေပွဲတွေဖျဲသီးတွေပေးကြပြီးမီဟီကိုချီးမွမ်းကြပါတယ်ယာနာလေးကတော့ဂုံယူလို့မဆုံးဖြစ်နေပြီးမီဟီကိုယ်တိုင်လည်းသူတို့အပေါ်တကယ်စေတနာထားတဲ့ပတ်ဝန်းကျင်ရဲ့နှွေးထွေးမှုကိုပထမဆုံးအကြိမ်ခံစားလိုက်ရပါတယ်အဲ့ဒီအချိန်မှာချန်ယန်ရောက်လာပြီးကော်ဖီဆိုင်မှာကော်ဖီရှိလားလို့မေးပါတယ်မတန်ကမဖြေပဲမန်စစ်နဲ့ပါလာတဲ့မိမဟာကော်ဖီဆိုင်ဝန်ထမ်းဟောင်းဖြစ်ကြောင်းကုန်းချောစကားပြောလိုက်ပါတယ်ချန်ယန်ကချက်ချင်းပဲမတန်ကိုစူပူလိုက်ပြီးစကားကိုစင်ကျင်ပြောဆန်းမန်စစ်ရဲ့ဇနီးကဒီလိုအလုပ်မျိုးလုပ်เสียရလားလို့ပြန်ပြောတာကြောင့်မတန်တယောက်စကားဆွန့်သွားရပြန်ပါတယ်တစ်ဖက်မှာလည်းယာနာလေးဟာចောင်းသားလေးတွေစုစုယုံယုံလမ်းလျှောက်နေတာကိုမြင်ပြီးចောင်းတက်ချင်စိတ်တွေပြင်းပြလာပါတယ်အဖေဖြစ်သူကိုចောင်းနဲ့နေကလေးထိန်းချောင်းတွေလိုက်ပြဖို့အတင်းဆွဲခေါ်ပါတော့တယ်မန်စစ်ကအဲ့ဒီနေရာတွေဘယ်မှာလဲသူမသိဘူးလို့ဝန်ခံပေမဲ့ယာနာကမေမေကအားလုံးသိတယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြောပါတယ်လမ်းလျှောက်ရင်းနဲ့ပဲယာနာလေးအိပ်ပျော်သွားပါတယ်မန်စစ်နဲ့မီဟီတို့နှစ်ယောက်လုံးရဲ့ရင်ထဲမှာတော့လေးလံမှုတွေကိုစီရှိနေကြပါတယ်မန်စစ်ကတမီးလေးလိုချင်တာမှန်သမျှဖြစ်စီမပေးနိုင်ပါကိုစိုးရိမ်နေပြီးမီဟီကတော့နောက်ထပ်ဘာဆက်လုပ်ရမလဲဆိုတာကိုတွေးတောငင်းမောနေပါတယ်နောက်တော့မန်စစ်ကဝက်မွေးခန်းထဲမှာအချိန်ပိုဆင်းရမှာမို့အပြင်ပြန်ထွက်ဖို့ပြင်ပါတယ်မထွက်ခင်မှာမီဟီကယာနာကျောင်းကိစ္စကိုပြောဖို့ကြိုးစားပေမဲ့မန်စစ်ကဒီအကြောင်းအရာကမီဟီကိုစိတ်ပစ္စည်းစီမှာဆိုလို့အေးအေးဆေးဆေးပဲစကားဖြစ်လိုက်ပါတယ်မန်စစ်ထွက်သွားတော့မီဟီအခန်းထဲဝင်ပြီးအန်ဆွဲကိုဖွင့်ကြည့်ရကနေလက်ထက်စာချုပ်ပုံစံကိုတွေ့သွားပါတယ်မန်စစ်ဟာမီဟီရဲ့လက်မှတ်မပါသေးလို့ဒီစာချုပ်ကိုအစိုးရရုံးကိုမတင်ရသေးတာကိုသိလိုက်ရပါတယ်ဒီအတိကသူမရဲ့ရင်ကိုထင်ထားတာထက်ပိုပြီးရိုက်ခတ်သွားစေပါတယ်
မကြခင်မှာပဲခြံရမ်းအိမ်ကိုရောက်လာပါတယ်သူကမန်စစ်ရဲ့ဝမ်းကွဲအကူဖြစ်ကြောင်းရှေရှေဝေးဝေးမိတ်ဆက်ပြီးမီဟီကိုကြည့်ကမင်းကထင်တယ်လို့လည်းမဟုတ်ပါဘူးတာမန်ပါပဲလို့ပြောတဲ့အပြင်မီဟီကော်ဖီဆိုင်ဝန်ထမ်းလုပ်ခဲ့တာကိုတီကြောင်ချက်ချင်းထည့်ပြောပါတယ်ဒါကိုကြားရတော့မီဟီဘာမှပြန်မပြောပေမဲ့ရင်ထဲမှာတော့ကြေကွဲသွားရပါတယ်အတိတ်ကိုလှုပ်ဝက်ပေးထားမယ်လို့ကတိပေးခဲ့ပါလျက်နဲ့မန်စစ်ကဘာလို့ဒီလိုကိုရေးကိုတာကိစ္စကိုသူများကိုပြောပြရတာလဲဆိုပြီးနားမလည်နိုင်ဖြစ်သွားတာပါအဲ့ဒီညအိမ်ပြန်လမ်းမှာမန်စစ်ဟာအမှုလွန်နေပါတယ်လမ်းလျှောက်ရင်းပန်းတွေကိုတတိလက်လွတ်ခုဆွလာပြီးစိတ်တွေရှုပ်ထွေးနေတာပါဘာဆက်လုပ်ရမလဲသူ့ရဲ့တကယ်ခံစားချက်တွေကိုဘယ်လောက်အထိစက်ဖုံးကွယ်ထားရမလဲဆိုတာကိုတွေးနေတာဖြစ်ပါတယ်မိဟီရဲ့အတိတ်ကဘလို့ပဲဖြစ်ပါစေအခုတော့သူမဟာသူ့မျက်စိထဲမှာနူးညံ့ပြီးလှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေပါပြီအိမ်ရောက်တော့ဘလုံးပထွေးတန်နဲ့မိဟီကိုလှမ်းခေါ်ပါတယ်ဘာတန်မှပြန်မကြားရတာကြောင့်မိဟီအိပ်ပျော်နေပြီလို့ထင်ပြီးမန်စစ်ဟာအမှုရှိန်နဲ့သူ့အောက်ဤထားရသမျှခံစားချက်တွေကိုရင်ဖွင့်มาတော့တယ်သူကိုယ်သူအချိန်ချင်းတောင်းပန်ရင်းနဲ့မိဟီဟာကော်ဖီဆိုင်မှာလုပ်ခဲ့ဘူးရင်တော့မှလေးစားမှုနဲ့ထိုက်တန်တဲ့အမျိုးသမီးငယ်လေးတစ်ယောက်ပါသူမမှာလည်းတကယ်ခံစားချက်တွေရှိတယ်ပြီးတော့သူမကိုအသက်ထက်ချစ်ပြီးတွေ့တာနေတဲ့ကလေးတစ်ယောက်လည်းရှိတယ်သူမဟာငါတို့ဘဝရဲ့အရေးကြီးတဲ့အစိပ်ပိုင်းဖြစ်လာပြီလို့ပြောပါတဲ့သူကိုယ်သူအဖြစ်တင်မဲ့အစားငါဒီလိုလူအူတူတူဖြစ်နေတာပဲကံကောင်းပါတယ်ငါသာဒီထက်လည်းရင်တခုခုမှားယွင်းတာတွေလုံးမိမှာမိဟီလိုကျင်နာတတ်ပြီးချစ်စရာကောင်းတဲ့မိန်းကလေးအပေါ်မကောင်းတဲ့စိတ်ကူးတွေရှိမိမှာကိုငါတကယ်ကြောက်တယ်လို့ရေရွတ်ပါတယ်သူမသိတာကတော့မိဟီဟာမအိတ်သေးပဲနိုးနေတာပါသူမဟာတစွန်းတဆမှမကြံအောင်အကုန်ကြားလိုက်ရပြီးနှလုံးသားတစ်ခုလုံးဝေခွဲမရတဲ့ဝေဒနာတွေနဲ့ပြည့်နေသွားပါတယ်ဒီမှာပဲဆက်နေရမလားဒါမှမဟုတ်လှည့်ထွက်သွားရမလားဆိုတာသူမမဆုံးဖြတ်နိုင်ဖြစ်နေရပါတယ်နောက်တနေ့မနက်မှာယာနာလေးပြပြတလဲဖြစ်နေပါတယ်မေမေဖျားနေလို့ပါမန်စစ်ကယာနာကိုအမေကိုကြည့်ထားဖို့ပြောပြီးစေးသွားဝယ်ပါတယ်အရာရာကိုကိုပါကိုလှုပ်တက်နေတဲ့ယာနာလေးဟာမိဟီကိုအချစ်တွေအပြည့်နဲ့ပြုစုပေးပါတယ်ငှက်အမေကသူ့သားသမီးကိုကာကွယ်ဆောက်ရှောက်တဲ့ပုံမြင်လေးကိုဖတ်ပြတဲ့အခါမိဟီတယောက်မျက်ရည်တွေဝေါကနေကျလာပါတော့တယ်သူမဟာယာနာအနားမှာထာဝရရှိမနေနိုင်ဘူးဆိုတာကိုသိနေလို့ပါမိဟီငိုတာကိုမြင်တော့ယာနာလေးကနှစ်သိမ့်ရှာပြီးပုံမြင်တဲ့ကငှက်အမေကဘာမှမဖြစ်ပါဘူးလို့ပြောပေမဲ့မိဟီကတော့ငိုလို့မရက်နိုင်ဖြစ်နေပါတယ်တစ်ဖက်မှာလည်းမြို့ထဲကခြံရမ်းကမန်စစ်ဆေးတယ်လာတာကိုမြင်ပြီးယာနာဖျားနေတာလားလို့မေးပါတယ်မန်စစ်ကမီဟီအတွက်ဆေးဝယ်တာလို့ပြောတဲ့အခါခြံရမ်းကအံ့ဩသွားပြီးမနေ့ကတင်မီဟီကိုကြမ်းကြမ်းမာမာတွေ့ခဲ့ကြောင်းနဲ့သူမရဲ့ကော်ဖီဆိုင်ဝန်ထမ်းအတိတ်အကြောင်းကိုပြောပြပါတယ်အဲ့ဒီတော့မှမန်စစ်ရိပ်မိသွားပါတယ်ခြံရမ်းဟာမီဟီကိုမျက်နှာချင်းဆိုင်အဲ့ဒီစကားတွေပြောခဲ့တာကိုမန်စစ်ဒေါသတွေချောင်းချောင်းထွက်ပြီးအိမ်ကိုအပြေးပြန်လာခဲ့ပါတယ်အိမ်ရောက်တော့ယာနာကမေမေခန်းထဲမှာမရှိတော့ဘူးလို့ပြောတာကြောင့်လက်ဖြန့်သွားပြီးအပြင်ကိုပြေးထွက်ကလိုက်ရှာပါတော့တယ်ကံကောင်းကျင်တော့မီဟီတိတ်မဝေးသေးပါဘူးမန်စစ်ကခြံရမ်းကိုမတန်ကပြောပြလိုက်တာဖြစ်ကြောင်းစိတ်မဆိုးဖို့အလောတကြီးရှင်းပြပေမဲ့မီဟီကမယုံတော့ပဲမန်စစ်ကိုလူလိမ့်လို့အော်ဟစ်ပါတော့တယ်သူမရဲ့ဘဝတစ်ခုလုံးကခက်ခဲနာကျင်ခဲ့ရပြီးပြီဖြစ်ကြောင်းနောက်ထပ်ကြုံရမယ့်အနာဂတ်ကလည်းအမိုက်ပုံးလိုပဲဖြစ်နေမှာကိုလက်ခံထားပြီးသားပါလို့ဆိုပါတယ်ရှင်ကကျမဘဝထဲဝင်လာပြီးအရာရာကိုရှုပ်ထွေးအောင်လာလို့တာကျမရဲ့နှလုံးသားနဲ့စိတ်တွေကိုပါဖျက်ဆီးပစ်တာလို့ငိုယိုပြီးပြောပါတယ်ခြံရမ်းမလာခင်အထိသူမဟာယာနာကိုတကယ်ချစ်မိသွားခဲ့ပြီးမန်စစ်ကိုပါလက်ခံဖို့အစဉ်သင့်ဖြစ်နေခဲ့တာလို့ဆိုပါတယ်ဒီစကားကိုကြားရတော့မန်စစ်ရင်ခွဲမတက်ခံစားလိုက်ရပါတယ်သူကမီဟီကိုလေတန်အေးအေးလေးနဲ့မင်းမျက်စိထဲမှာငါကမင်းကိုလမ်းမအောင်ဆွဲခေါ်မဲ့လူလို့မြင်နေတာလားဒါမှမဟုတ်မင်းကိုအိမ်ပြန်ခေါ်လာမဲ့သူလို့မြင်လားလို့မေးလိုက်ပါတယ်မေးခွန်းကရိုးရှင်းပေမဲ့မီဟီကိုစွန့်သွားစေပါတယ်သူမပြောနိုင်တာကတော့ကျမသွားပြရစေဆိုတာတခွန်းနဲ့ပါရက်အနေငယ်ကုံလွန်သွားပြီးနောက်ယာနာလေးဟာစိတ်ထဲအောက်ထားရတဲ့မေးခွန်းကိုမေးပါတော့တယ်မေမေကဘာလို့ဖုန်းလဲမဆက်တာလဲကြောက်မအပ်ခင်ဘာလို့ထွက်သွားတာလဲဆိုတော့မန်စစ်ကအตาရပဲမေမေဗီယက်နမ်ကိုအလုပ်ကိစ္စနဲ့ပြန်သွားရလို့ပါလို့ပြောပြီးသမီးလေးကိုကြောက်မသွင်းပေးနိုင်သေးတဲ့အတွက်လည်းတောင်းပန်ရှာပါတယ်အဲ့ဒီညမှာတော့မြို့ငယ်လေးတစ်ခုရဲ့ဆေးဆိုင်လေးထဲမှာမီဟီတယောက်တည်းရက်နေပါတယ်ဆေးဆိုင်ထဲမှာကလေးမလေးတယောက်ကယာနာဖက်ပြခဲ့ဘူးတဲ့ငှက်အမေပုံမြင်ကိုဖက်ရင်းငိုနေတာကိုမေ့ကြည့်နေမိတာပါဒီမြင်ကွင်းကမီဟီနှလုံးသားကိုချက်ချင်းလှုပ်ခတ်သွားစေပါတယ်သူမကကလေးမလေးနားသွားပြီးငှက်အမေကမသေးပါဘူးသမီးရဲ့နောက်ဆုံးကြတော့တာသမီးနဲ့အတူပျော်ပျော်ရွှင်ရွှင်နေရတာပါလို့အตาရပြောပြလိုက်ပါတယ်ဒီအချင်းရာကမီဟီတယောက်ယာနာလေးကိုဘလောက်တောင်လွမ်းဆွနေလဲဆိုတာကိုပြသနေတာပေါ့အိမ်မှာတော့ယာနာလေးဟာသူမရဲ့လက်သေးတွေကိုမညက်ဖဲတင်းခံနေပါတယ်မေမေဆိုးပေးခဲ့တဲ့လက်သေးနီလေးတွေပျောက်သွားမှကြောက်လို့ပါမန်စစ်ကသမီးလေးကိုရေချိုးဖို့ပြင်ဆင်ပေးရင်းနဲ့မထင်မှတ်ပဲလက်ထက်စာချုပ်ပုံစံကိုထပ်တွေ့ပါတယ်ဒီတစ်ချိန်မှာတော့သူတခါမှသတိမထားမိခဲ့တဲ့အရာတစ်ခုကိုမြင်သွားပါတယ်အဲ့ဒါကတော့မီဟီကလက်မှတ်ထိုးထားခဲ့တာပါဒါတင်မကသေးပဲသူမရဲ့အသက်အမှန်ကို10နှစ်ဆိုပြီးပြင်ရေးထားခဲ့ပါသေးတယ်ချက်ချင်းဆိုသလိုအရာရာဟာရှင်းလင်းသွားပါတော့တယ်မီဟီဟာစာရွက်ပေါ်တင်လက်ထက်ချင်ခဲ့တာမဟုတ်ပါဘူးသူမဟာတကယ်မိသားစုအဖြစ်လက်ထက်ချင်ခဲ့တာပါသူတို့သားဖနဲ့အတူဘဝကိုဖျက်ဆီးချင်ခဲ့တာဖြစ်ပါတယ်ဒီအတိကမန်စစ်ကိုပျော်ရွှင်မှုတွေနဲ့လွှမ်းမိုးသွားစေပါတယ်ကာလရှည်ကြာစိတ်ဆင်းရဲခဲ့ရသမျှအခုတော့အတိုင်းထက်အလုံးပျော်ရွှင်သွားခဲ့ရပါပြီနောက်ရက်မနက်မှာတော့မန်စစ်ဟာဆုံးဖြတ်ချက်အသစ်တွေနဲ့အတူသူ့ရဲ့ရှေ့နေစီကိုဖုံးဆက်ပါတော့တယ်